ကဲပရိသတ်တော်တော်များလဲတည်ပြီးသားဖြစ်မှာပေါ့နော်ကိုစိုးကြီးကျွန်တော်ရဲ့10မိနစ်ကိုစိုးကြီးကမနေ့က weight in နဲ့ဒီ hydration test လုပ်တဲ့ချိန်မှာပေါ့နော်သူက4ချိန်တော့မှမအောင်မြင်ခဲ့ဘူးပြောမှာပေါ့နော်ပထမဆုံးသူစူးစမ်းတယ်ဒါ hydration test ကမအောင်ဘူးဒုတိယချိန်ပြန်စူးစမ်းတယ်ဒါလည်းမအောင်ဘူးเนาะတတိယချိန်လည်းမအောင်ဘူးစတုထချိန်လည်းမအောင်ဘူးပေါ့နော်ဆိုတော့ဒါစိတ်မကောင်းစွာနဲ့ပဲသူတို့တတ်မှတ်တဲ့ weight တန်းမှာတော့ကိုစုကြီးကထိုးလို့မရတော့ဘူးเนาะအရင်ပွဲတုန်းကလည်းဒီဆက်ဆံတဲ့ပွဲတော့ဆိုလို့ရှိရင်ဒါသူကဒီ test တွေ weight ချိန်တဲ့ချိန်မှာဒါသူမအောင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါသူ့ရဲ့ထိုးကြေးကနေလည်းဘယ်လောက်ပါဆက်လဲတော့သူကတည်ယူချိန်ရတော့လေကျွန်တော်တို့မသိဘူးပေါ့နော်ဒါပေမဲ့သူထိုးကြေးကနေပြီးတော့နှိပြီးတော့ဒါတချို့10ရာခိုင်နှုန်းလို့20ရာခိုင်နှုန်းလို့ဆိုတော့ပြောပေါ့နော်ဒါသူ့ရဲ့ထိုးကြေးကနေပြန်ပြီးတော့မျှပေးရတဲ့အနေအထားမျိုးပေါ့အခုဒီတစ်ခေါက်မှာလည်းဒါတိတ်တော့မကြသေးဘူးပြောမှာနော်ဒီခေတ်တဲ့အခါကထိုးတာနဲ့ကုသကြီးထိုးရတယ်ဆိုလို့ရှိရင်ဒီတစ်ချိန်မှာလဲဒါကိုစုကြီးက hydration test ကမအောင်မြင်ဘူးဆိုတော့သူတို့တတ်မှတ်တဲ့ One Championship ကတတ်မှတ်ထားတဲ့ weight အတွင်းမှာထိုးလို့မရတော့ဘဲနဲ့ဒါ weight တန်းကိုညှိပြီးတော့ထိုးရမှန်းနေထားမှာပေါ့နော်ဒါတချို့ပြည်သက်တွေလည်းသိမယ် weight တန်းကိုညှိထိုးရတယ်ဆိုတာမျိုးကဒါ weight ပိုနေတဲ့လူဒါမှမဟုတ် hydration test ဒီမအောင်တဲ့လူ weight တန်းညှိပေးရတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ထိုးကြီးကနေဒါတချို့တွဲပေါ့နော်တချို့ပိုင်းစတို့ဒါပြန်ပြီးတော့သူ့ရဲ့ပြန်ဖက်ကိုပေးရတဲ့အနေအထားမျိုးပေါ့ဆိုတော့ဒီတစ်ခေါက်မှလည်းကိုစုကြီးကတော့ဒါသူ့ရဲ့ထိုးကြီးကနေပြန်ဖက်ဖြစ်တဲ့ Dimitri ပေါ့နော် Russia fighter ကိုဒါဘယ်လောက်ပါဆက်လဲတော့မသိဘူးပေးရတော့ဒါတစ်ချက်ပေါ့နော်တော့ဒီကိုစုကြီးအရင်ပွဲတုန်းကသူရှုံးပြီးတဲ့ပွဲရှုံးပြီးနောက်ပိုင်းမှာသူပြောထားတဲ့ဟာလေးရှိတယ်တချို့နားထောင်ဖြစ်လာတော့မသိဘူးเนาะအဲ့ဒီဆက်ဆံတဲ့ထိုးတော့ဆိုလို့ရှိရင်သူတို့ကဒီ test တွေသူတို့ hydration test လုပ်ပုံလုပ်ပြီးသူတို့ကနားမလဲခဲ့ကြတယ်အဲ့လိုဖြစ်ခဲ့တယ်ဆိုတော့ model လေးလည်းသူကပြောထားခဲ့တယ်သူပြောတာကတော့ဒီပထမဆုံးမှာ hydration test မအောင်တဲ့အတွက်ကြောင့်မို့သူကရေတွေပြန်တောက်ပေးရတာတို့ဘာလို့တောက်ပြန်တော့လဲတော့ weight ကပိုသွားပြန်တော့ဆိုတော့အဲ့ဒီကြားထဲမှာကျွန်တော်တို့ဒီ one championship ရဲ့ပွဲစဉ်ကြီးရောက်လာတဲ့ခါမှာသူဖြစ်ဒီ hydration test တွေပါတော့ရင်းကြည့်ရတော့ဆိုတော့နီးစနစ်ပိုင်းကျင့်တဲ့နီးစနစ်ပိုင်းမှာဖန်တာလားဒါမှမဟုတ်လို့ရှင်တော့အစားတောက်ဒီနဲ့ပတ်သက်ပြီးတော့ကြည့်ကူမဲ့လူများလို့တလားတော့မသိဘူးเนาะစာဒီတစ်ခေါက်မှလည်းဒီလို hydration test မအောင်ဘူးဆိုတော့ဒါတော့တိတ်တော့ကြည့်လို့မကောင်းကြားလို့မကောင်းပေါ့เนาะဒါရှင်းပြောမှဆိုလို့ရှင်ဒါ one championship နေနဲ့ကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့တကယ် season ပွဲကြီးမှာနေရာပေးတဲ့ fighter တွေကဒီလိုမျိုး fail hydration test ဒီ fail ဖြစ်နေမယ်ဆိုလို့ရှိရင်ဒါနောက်ပိုင်းကျရင်ဒါ promotion ကနေပြီးတော့တဖြည်းဖြည်းဝေးသွားနိုင်တဲ့အနေအထားမျိုးလေးရှိအောင်เนาะဆိုအဲ့ဒါထားလိုက်တော့အခုဒီ Dimitri နဲ့ထိုးမဲ့အနေအထားလေးကိုကျွန်တော်ပြန်သုံးသပ်မယ်ဆိုလို့ရှိရင်ခုန hydration test ဒီပဲမအောင်တဲ့အတွက်ကြောင့်မလို့ဘာပဲပြောစိတ်ပိုင်းဆိုင်ရာထိခိုက်တာလို့เนาะဒီ weight ပိုင်းဆိုင်ရာဟိုတလောဆိုသူပြောတဲ့ပုံစံရဆိုရင်ဒါမအောင်တဲ့အတွက်ကြောင့်မလို့အားအင်းတွေယော့သွားတဲ့ပုံစံမျိုးဒီ hydration ကိုထိန်းနေရတဲ့အခါမှာအားအင်ရော့သွားတဲ့ပုံစံမျိုးတွေလည်းပြောတော့ဘူးเนาะဆိုတော့ hydration test မအောင်တဲ့အတွက်ကြောင့်မလို့တကယ်ထိုးတဲ့အချိန်မှာကြာတော့လေခုနဒီတစ်ချီလောက်မှာပဲမောဟိုက်သွားတာတို့ weight ထိန်းသိမ်းတဲ့နီးမသိတဲ့အတွက်ကြောင့်မလို့ဒီပြိုင်ပွဲအတွင်းမှာဒါစိတ်တော့ကလည်းရောက်ရတယ်ခန္ဓာကိုယ်ပိုင်းလည်းbalance မမျှတာเนาะအမောမခံနိုင်တာတော့ဆက်သဖြစ်ပေါ့သူတို့ပုံမှန်ကျင့်ထားတဲ့အနေအထားမျိုးမဟုတ်တဲ့အတွက်ကြောင့်ဘာပဲပြောကျွန်တော်တို့ရဲ့10မိနစ်ကိုစိုးကြီးကတော့တပိုင်းတော့ရှုံးနေပြီပြောရမှာเนาะ
ဒီပိုင်းရှုံးပြီဆိုတာလေဒီပြန်ပွဲရှုံးတယ်လို့ပြောချင်တာတော့မဟုတ်တော့လဲပဲဒါကနည်းနည်းများတာထိခိုက်မှုရှိရပြောတော့စိတ်ပဲဆိုင်ရောခန္ဓာပိုင်းဆိုင်ရောဒါထိခိုက်မှုတော့ရှိမှာပဲဆိုတော့အဲ့ဒီထိခိုက်တဲ့စိတ်ဒဏ်ရာတွေနဲ့ထိုးရတဲ့ခါမှာဘာပဲပြောပြလူပဲဖြစ်မှာ100% ထိုးရတဲ့အနေအထားမျိုးမဖြစ်တော့ဘူးဒါတစ်ချက်ပေါ့နောက်တစ်ခုကျကိုစိုးကြီးကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ပြင်ဆင်မှုထိုးပုံထိုးရတော့အားလုံးစိတ်ကြိုက်အားလုံးပြောနေကြစကားတော့မာကုန်ပေါ့ဗျာဒါပေမဲ့ one championship တို့တကယ် professional လာထိုးတဲ့ခါမှာကျတော့မာကုန်တစ်ခုတည်းနဲ့တော့မရဘူးဗျာနော်မာကုန်ကြီးထုတ်လာပြီးဟာလာခေါင်းတငုံငုံနဲ့မျက်စိပိတ်ထိုးရမယ့်ပုံစံမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ဒါအချင်းတွေကတော့မကောင်းဘူးပေါ့နော်ကိုစိုးကြမာကုန်တော့ကောင်းပါတယ်လက်သီးတွေလည်းပြင်းပါတယ်ဒါပေမဲ့မြန်မာပြည်ဒီမြန်မာလက်ဝိတ်နော်လက်သွေးဒီထိုးသလိုမျိုးခေါင်းနဲ့တိုက်လိုက်လုံးတိုက်အဲ့လိုမျိုးလောက်ရတာမျိုးမဟုတ်ပဲね technical ပိုင်းနဲ့အများကြီးပါလာတာပေါ့နော်ဆိုတော့ကိုစိုးကြီးကခေါင်းတွေငုပ်ပြီးဝင်လာမယ်ဟိုထိုးဒီထိုးလုံးမယ်အချက်ကောင်းထိတော့ကောင်းတာပေါ့ဗျာဒါပေမဲ့အချက်ကောင်းမထိခဲ့ရှိတော့ဒါသူ့ရဲ့ပြိုင်ဖက်ရှိတဲ့ Dimitri ဒီ Russia fighter ကသူ့ရဲ့ပြိုင်ဖက်တွေနဲ့ထိုးတဲ့ပွဲစဉ်အဟောင်းတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ Thai fighter နှစ်ယောက်စလုံးဟိုတိုင်အဆုံးဖြတ်နဲ့နိုင်ထားခဲ့တယ်ပေါ့နော်ဆိုပထမဗီဒီယိုမှာကျွန်တော်ပြောသလိုပဲဒါတိုင်အဆုံးဖြတ်နဲ့နိုင်တယ်ဆိုတာကတကယ်ကို technical ပိုင်းကောင်းလို့ပေါ့နော်နောက်ဗီဒီယိုတွေအဟောင်းတွေပြန်ကြည့်မယ်ဆိုလို့ရှိရင် technical ပိုင်းထဲမှာသူကဟိုအရှောင်တိန်ကြီးကောင်းပြီးတော့တောင်နဲ့တို့တာပေါ့နော်ကဲ Thai fighter တွေလည်းဒီတောင်နဲ့တို့တယ်ပါတယ်အားကောင်းတဲ့ fighter တွေပေါ့ one championship မှာထိုးရတဲ့သူတွေဖြစ်ပါတော့ဆိုတော့ဒီ Russia fighter Dimitri ကလည်းဒီ technical ပိုင်းသူကတောင်နဲ့တို့တာတော့ဟိုအကွက်ရှောင်အတိန်ကြီးပြီးလို့ရှိရင်အမှတ်ယူနိုင်တဲ့အနေအထားမျိုးတွေများတယ်ကြောင့်တော့ဒီကိုစိုးကြီးနဲ့ Dimitri တို့ရဲ့ဘွဲကိုအနိုင်ရှုံးကိုခံမှန်းကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တာကိုစိုးကြီးကသာအကွက်ကောင်းရခဲ့မယ်ဆိုလို့ရှိရင်ဒါဒုတိယအချီလောက်မှာဒါအောင်ဆိုလည်းပထမချီလည်းဖြစ်နိုင်တယ်နော်ကိုစိုးကြီးကအဝင်ကျန်းတယ်ခတ်တုတ်လေးနဲ့လာမယ်ဆိုတော့အကွက်ကောင်းတာရခဲ့မယ်နောက်တော့ Russia fighter ကငိုက်မိသွားမယ်ဆိုလို့ရှိရင်ကိုစိုးကြီးကပထမပွဲစဉ်တော့မှာပဲအလဲထုံးနဲ့နိုင်သွားနိုင်တာအနေထားမျိုးရှိတယ်။ဘာလို့ Dimitri ကျွန်တော်တို့ဒီ Russia fighter ကိုကြည့်စီဘာတောင်းမပေါက်နေတဲ့ခံနိုင်ရှိတဲ့ပုံတော့တိတ်တော့မပေါက်ဘူးပေါ့နော်။ကိုစိုးကြီးကပါဝါကောင်းတဲ့အတွက်ကြောင့်မလို့ဒါကိုစိုးကြီးရဲ့ထိုးတဲ့ပါဝါကိုမခံနိုင်ဘူးဆိုလို့ရှိရင်အကွက်ကောင်းနဲ့ကောင်းကောင်းထိနေဆိုလို့ဒါပထမအပိုင်းမှာလည်းဒါ knock out နဲ့ကိုစိုးကြီးလည်းပြီးနိုင်တဲ့အနေထားမျိုးရှိတာပေါ့နော်။ဒါပေမဲ့လို့တစ်ဖက်ကဖြစ်တဲ့ Russia fighter ကဒုတိယပွဲစဉ်လောက်ဒီဆွဲခေါ်သွားနိုင်တယ်ဆိုလို့ရှိရင် technical ပိုင်းတအားကောင်းတဲ့အတွက်ကြောင့်ကိုစိုးကြီးကအဲ့လိုဟိုအနိကက်ကြီးတွေဝင်လာတဲ့ခါမှာဒါ technical တောင်စိတ်တွေနဲ့တိုးလိုက်မယ်ဆိုလို့ရှိရင်ကိုစိုးကြီးလက်ဒါနှစ်ပူကွဲတာတော့ဟာလားဒီမျက်နှာတွေတစ်ခုခုဟိုထိခိုက်ဒဏ်ရာတွေရပြီးတော့ဒါကိုစိုးကြီးရှုံးသွားနိုင်တဲ့အနေအထားမျိုးလည်းရှိရပါတော့ဆိုတော့ကိုစိုးကြီးသာနိုင်မယ်ဆိုလို့ရှိရင် knock out ဖြစ်ဖို့များမယ်လက်တီးပါဝါကောင်းတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ Russia fighter ကသာနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ထင်တာဒါတောင်စင်းနဲ့တို့တာတော့ဒါမှမဟုတ်လို့ရှိရင်လည်းနောက်ဆုံး3ချီတိသာရောက်မယ်ဆိုလို့ရှိရင်တော့ဒါအမှတ်နဲ့ဆိုလို့ရှိရင်တော့ဘာပဲပြော Russia fighter ကနိုင်မဲ့အနေအထားမျိုးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပြီးခဲ့တဲ့ပုံသက်သေလေးတွေကြည့်လို့ရပါအဲ့အနည်းဆုံးကြည့်လို့ရတာကဒီ Veronica ပွဲပေါ့နော် Veronica ပွဲကိုကျွန်တော်ပြန်ပြီးတော့မြင်အောင်ကြည့်မယ်သုံးသက်ကြည့်မယ်ဆိုလို့ရှိရင် Veronica ကဘယ်လောက်ပဲလက်တီးချက်ဒီကောင်းတယ်လို့ပဲပြောပြတကယ် technical ကောင်းတဲ့လူနဲ့တွေ့ရခါကျတော့ Veronica လည်းမခံနိုင်ဘူးဟုတ်တယ်မလားလက်တီးတစ်ခုတည်းနဲ့လာလို့မရဘူးဒီ one check ရှင်းပါတယ် technical ကောင်းလုပ်နိုင်မှာနော်လက်တီးနဲ့ထိုးမယ်ဆိုလို့ရှိရင်တော့ဒီထိုးရင်တစ်ခုတည်းတော့မရဘူးဒါပဲချီထိုးရမယ်လို့ဥမာဟိုတဝန်ချိုင်လာလားကျွန်တော်ကြိုက်တာတော့တဝန်ချိုင်ရဲ့လက်တီးထိုးချက်ကိုကြိုက်တယ်ဒါပေမဲ့တဝန်ချိုင်လက်တီးထိုးချက်ကိုကြည့်မယ်ဆိုတော့ဟိုထိုးဒီထိုးနဲ့နိုင်တော့မဟုတ်ဘူးဟိုဘက်က technical ကတ်လာတယ်ဟိုကဒီပညာကောင်းနဲ့အရှောင်အတိန်လုပ်ပြီးတော့သူ့ရဲ့လက်တီးထိုးချက်ကိုကောင်းလေးတာအစွမ်းပြလိုက်တာပေါ့နော်ဆိုကိုစုကြီးတို့ပုံစံကျတော့ဟိုအတင်းဝင်လာတဲ့ပုံစံကြီးอ่ะဒီစနစ်သိမ့်မကြောက်ဘူးကျွန်တော်ထင်တယ်အဲတော့အချိုင်တော့ကောင်းတယ်ဆိုတာကဟို6တော့နေချင်းချောက်မယ်ကောင်းနေပါနဲ့ပဲရှောင်မယ်
ပြီးရကွက်ကောင်းအောင်ထိုးလိုက်တဲ့အနေနဲ့ဆိုတော့ဘဝန်ချိုင်တို့တကယ်ထိုးရဲဆိုတာထိုးချက်ပြင်းယုံမကောင်းဘူးနဲ့အကွက်စင်တဲ့ပုံနဲ့ကောင်းတာပေါ့နော်ကိုစိုးကြီးလည်းအဲ့လိုအကွက်ကောင်းကောင်းလေးချိန်ပြီးမှထိုးမယ်ဆိုလို့ရှိရင်တော့သူလည်းတီးချက်လည်းပြင်းတဲ့အတွက်ကြောင့်မလို့ Dimitri လည်းခံနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့အကွက်ကအဲ့လောက်ကြီးကိုစိုးကြီးတို့က technical အကွက်ပိုင်းမှာအားနည်းတယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ခွင့်ကောင်းရမယ်ဆိုကိုစိုးကြီးလည်းနိုင်တယ်ဒါပေမဲ့လို့အမှတ်နဲ့တာရောက်သွားမယ်ဆိုလို့ရှိရင်တော့ဒါလူကြီးအဆုံးဖြတ်တတိယချီတီရောက်သွားမယ်ဆိုရင်ဒါရုရှားဖိုက်တာကနိုင်မယ်လို့ကျွန်တော်ထင်တယ်အမှတ်နဲ့ဖြစ်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်ဒုတိယချီလောက်မှာရုရှားဖိုက်တာကတောင်စီးတွေနဲ့တို့ပြီးတော့ကိုစုကြီးတန်ရာတွေမျက်နှာတွေမှာတန်ရာတွေရသွားမယ်ဆိုလို့ရှိရင်ဒါဒုတိယချီလောက်မှာလည်းပွဲပြတ်သွားနိုင်တယ်ပေါ့နော်ဆိုတော့တကယ်ပွဲစဉ်ကိုတော့မနေ့ပြန်ထိုင်းစံတော်ချင်း8နိုင်လောက်မှာထိုးမနေ့ပြန်ဆိုရင်စနေနေ့မနေ့ပြန်မလ10ရက်နေ့ပေါ့နော်ထိုင်းစံတော်ချင်း8နိုင်လောက်ကနေစမယ်ပြီးကိုစိုးကြီးရဲ့ပွဲစဉ်ကအပြောင်းလဲမရှိဘူးဆိုလို့ရှိရင်တော့ဒါပွဲစဉ်နံပါတ်9ပေါ့နော်ပွဲစဉ်နံပါတ်9ဆိုတော့တော့10နိုင်ခွဲ17နိုင်ထိုင်းစံတော်ချင်း17ပတ်ဝန်းကျင်လောက်မှာလာမယ်လို့ကျွန်တော်တို့ခန့်မှန်းတယ်ပေါ့နော်ဆိုတော့အားလုံးပွဲကိုတူတူကြည့်ကြရင်လည်းအနိုင်ရှုံးမှုဖြစ်မလဲဆိုတော့ဒါရင်ခုန်ရင်းနဲ့ရင်ခုန်စွာနဲ့ပဲဒါစောင့်ဆိုင်ကြရတာပေါ့နော်